တိယခြေလှမ်းအနေနဲ့ကတော့လာတော့မှာခြေလှမ်းတွေတစ်ခုပြီးတစ်ခုလာတော့မှာဒီပုဂ္ဂိုလ်ရဲ့ဆောင်ရွက်ချက်တွေပေါ့ဦးမင်းအောင်လိုင်းရဲ့ဆောင်ရွက်ချက်တွေဟာတအားကိုလူလေကြလုံးပါလေနော်စစ်တပ်ကိုဖျက်ဆီးနိုင်ငံကိုဖျက်ဆီးသူမရှိမဖြစ်တဲ့အောင်နိုင်ငံကိုပုံစံသွင်းပြီးတော့နေရာဝင်ယူသမရနေရာယာတုကိုဝင်ယူသမရယာတုကိုရပြီးတော့လေဒီတိုင်းမနေဘူးသမရယာတုကိုရပြီးတဲ့ခါကျရာသက်ပံသမရဖြစ်ရေးကနေစပြီးတော့လွတ်တော်ရဲ့အာဏာနော်လွတ်တော်ရဲ့တရားစီရင်ရေးပေါ့တရားဥပဒေပြုရေးပေါ့ဥပဒေပြုရေးအာဏာကိုပါအပိုင်သိမ်းမှုချောင်းနေပါပြီအဲ့ဒီပြင်မဲ့ဥပဒေတွေကျွန်တော်တဖြည်းဖြည်းနဲ့ပြောပြပါမယ်နော်ဒီမှာခဏလေးကြာပြောပြပေးမယ်မင်္ဂလာပါခင်ဗျမင်္ဂလာပါဟိုစောင့်ကြည့်နေအောင်ဗျာနော်ဟိုငင်းငင်းရေးဖြစ်စဉ်ကြီးကိုတစ်ချိန်လုံးဆောင်ရွက်နေတဲ့ NSPNC ဖြစ်ပါလိမ့်မယ်နော်ဘိုလ်ချုပ်တွေပါဘိုလ်ချုပ်အဆင့်တွေဥဆောင်တဲ့အဖွဲ့တွေကတခါတည်းတိုင်းရင်းသားလက်နက်ကိုင်9ဖွဲ့ NCA 9ဖွဲ့နဲ့စကားပြောတယ်နော် NCA မဟုတ်တဲ့အဖွဲ့နောက်ထပ်3ဖွဲ့အားလုံးပေါင်း10ဖွဲ့နဲ့စကားပြောတယ်အကြိမ်ပေါင်း20ကျော်တယ်နော်စကားပြောတယ်ဆွေးနွေးတယ်မြန်မာနိုင်ငံငြိမ်းချမ်းခြင်းလို့နော်အခြေခံဥပဒေခင်ဗျားတို့ဘာမကြိုက်ဘူးလေကျုပ်တို့ပြင်ပေးမယ်တခါတည်းအဲ့မှာဥကိုကြီးတို့အုပ်စုတွေလွတ်တော့ဘယ်လိုမှဆိုတော့သူတို့ကပါတီများအုပ်စုပေါ့ဗျာနော်မြန်မာနိုင်ငံရေးပါတီများအုပ်စုပေါ့နိုင်ငံရေးပါတီအုပ်စုကလည်း15ဖွဲ့လောက်ရှိတာပေါ့နော်15ပါတီလောက်ရှိတာပေါ့သူတို့ကလည်းအုပ်စုဖွဲ့ပြီးတော့တခါလဲဆွေးနွေးနေတာ14ချိန်လောက်ဆွေးနွေးတယ်ပြောတာပဲနော်တခြားအဖွဲ့အစည်းတွေဆွေးနွေးကြတယ်ပေါ့ဗျာနော်စစ်တပ်ရဲ့နော်စစ်တပ်ရဲ့နာဆာကရဲ့ခါလဲလက်နက်ကင်တွေရဲ့နိုင်ငံရေးပါတီတွေတို့မတရားဆွေးနွေးပြီးတော့တခါလဲသဘောတူညီချက်ရပါတယ်ကျုပ်တို့ကတခါလဲလွတ်တော့ကိုယ်စလဲဖြစ်လာတော့မဲ့နိုင်ငံရေးပါတီတွေကဘာပြောလဲဆိုတော့တစ်ချိန်ကြရင်တဲ့ကျုပ်တို့ပဲလွတ်တဲ့ဝင်ပါလေခင်ဗျားတို့မကြိုက်ဘူးကျုပ်တို့ပြင်မင်းဆိုပြင်လို့ရမှာပေါ့တဲ့အာမခံချက်တွေကောင်းနေတာနိုင်ငံကြီးငြိမ်းချမ်းဖို့တော့ကျွန်တော်စိတ်ဝင်စားနည်းနည်းလေ့လာနိုင်ငံတော်ကြီးငြိမ်းချမ်းဖို့ဟုတ်လားနောက်အခြေခံဥပဒေမှာပြည်သူတွေမကြိုက်တဲ့ဥပဒေတွေတိုင်းရင်းသားတွေမကြိုက်တဲ့ဥပဒေတွေဒါတွေကိုပြင်ပြီးတော့ဆိုမျောလင်းချက်ရောင်ကြီးကျွန်တော်တန်းနေတာတကယ်တမ်း43ချက်ပေါ်လာပါတယ်ဥပဒေပေါင်းပေါ့ဗျာနော်2008အခြေခံဥပဒေထဲမှာပုံမှန်43ခုကိုသဘောတူညီမှုရလာတယ်တဲ့ပြင်တော့မယ်တဲ့နော်ပြင်တော့မယ်ဆိုတော့နိုင်ငံတော်အေဂျင့်ဖို့လားဆိုတော့ဒီဥပဒေတွေကြည့်လိုက်ဆိုနိုင်ငံတော်အေဂျင့်ဖို့လည်းမပါဘူးနော်တိုင်းရင်းသားခွင့်ရေးအတွက်လားတိုင်းရင်းသားခွင့်ရေးအတွက်လည်းမပါဘူးပုံမှန်43ခုဆိုတော့ဘာများလဲမှတ်တယ်နော်ပြီးလို့ရှိရင်နိုင်ငံတော်စီးလုံးဖို့လားတိုင်းရင်းသားရင်ချားစီရေးအတွက်လားနော်ပြီးတော့လို့ရှိရင်စီးပွားရေးတွေအတွက်လားနောက်တစ်ခုကလက်နက်ကင်ပဋိပက္ခတွေဖြစ်ငြိမ်းမှုအတွက်လားပုံမှန်43ခုဆိုကျွန်တော်စိတ်ဝင်စားနဲ့စောင့်ကြည့်လေ့လာပြီးစဉ်းစားရတယ်နော်နိုင်ငံခေါင်းဆောင်တွေဟာစစ်တပ်ကြီးဟာဦးမင်းအောင်လှိုင်တို့အုပ်စုဟာနိုင်ငံကိုစေတနာကောင်းတယ်ပုံမှန်ကြီး43ခုတော့မှပါလာပြီဆိုတော့အဲ့43ခုကအခုပြင်ဖို့ဆိုပြီးတော့ဦးမင်းအောင်လှိုင်လည်းသမ္မတဖြစ်လာတိုင်းရင်းသားအတွက်လည်းမပါတိုင်းရင်းသားအတွက်လည်းမပါဘူးနော်ဘသူအတွက်မှမပါဘဲနဲ့ဒင်းရာသက်ပံကောင်းစားဖို့43ခုပဲပါလာတယ်ခင်ဗျားတို့ဘယ်လိုလုပ်မလဲကျွန်တော်မှတော့မျောလန်းလာခင်ဗျား14ချိန်တို့အချိန်20တို့အလကခင်ဗျားတို့အခြေညောင်းတာပဲဖတ်တယ်တကယ်တမ်းရောက်လာတဲ့ပုံမှန်တွေကြည့်လိုက်ခါကြတော့ပုံမှန်106ကကြီးရဲ့ပုံမှန်106ကကြီးဆိုလို့ရှိရင်ဦးမင်းအောင်လှိုင်ကလွတ်တော်ရဲ့ဒီဘယ်ခေါ်မလဲဆိုတော့ဥပဒေပြုရေးအာဏာကိုဖမ်းသိမ်းလိုက်တာပဲလေအတူတူပဲစစ်တပ်ရဲ့စစ်ထွက်ရဲ့ပေါင်းပြီးတော့ဥပဒေရဲ့ဘယ်ခေါ်မလဲဥပဒေပြုရေးအာဏာကိုဖမ်းသိမ်းလိုက်တာပဲပုံမှန်106ကကြီးနော်အဲ့မှာလည်းသွားလိုက်ပြီဟာနိုင်ငံတော်ကြီးပဲအေဂျင့်တော့မလို့ဘာလို့သူနေရာရရေးအတွက်ပဲဆက်လက်ကြိုးစားသွားတဲ့ပုံမှန်တွေကြီးပဲနောက်ထပ်59စာလုံးနဲ့59စာလုံးကိုဥမာဖြေလျှော့တာတို့ပြင်တာတို့များရှိမလားတော့မဟုတ်ဘူး59စာလုံးကိုမြန်မာနိုင်ငံသမ္မတတွေဒုသမ္မတတွေမဟုတ်တော့ပြည်နယ်ဝန်ကြီးချုပ်တွေနော်ပြည်နယ်သမ္မတတွေအထိပါလာပြီပေါ့ဗျာနော်ပြည်နယ်ဝန်ကြီးချုပ်တွေအထိပါလာပြီအဲ့တော့ဗမာလဲတိုင်းရင်းသားရင်ကြားစေပုံမှန်261ကျွန်တော်မျောလင်းလိုက်ရသေးလားဘာပဲဖြစ်တော့လုံးဝတေးချတယ်တိုင်းရင်းသားနဲ့ရင်ကြားစေရေးပြည်နယ်တွေနဲ့ရင်ကြားစေရေးဆိုတေးချတယ်ပုံမှန်261လုံးဝပါမယ်လို့ကျွန်တော်ထင်တာပုံမှန်261ဆိုတာဘာဘယ်ဟုတ်မလဲဗျ NLD နဲ့ဒီအကြန့်ခိုင်ရေးနဲ့စစ်တပ်နဲ့စစ်ထွက်အုပ်စုနှစ်အုပ်စုကတယောက်ကိုတယောက်ပေါ့နော်တစ်ဖွဲ့ကိုတစ်ဖွဲ့ရန်တိုက်ဖို့အတွက်ပုံမှန်261ကိုအယောစားလုပ်နေတာသွားတွေ့ရတယ်ပုံမှန်261ကိုကျွန်တော်တို့ကစေတနာကောင်းလို့များစစ်တပ်ကနော်စစ်တပ်က NLD လက်ထက်အောင်ပါဗျာနော် NLD လွတ်တော်အမတ်တွေကြီးဆိုတဲ့လွတ်တော်ကြီးမှာတခါလဲဒီခိုင်ဖြိုးနဲ့စစ်တပ်နဲ့ပေါင်းပြီးတော့တိုင်းသားတွေကိုစေတနာရှိလို့များမှတ်တယ်ဘယ်ဟုတ်မလဲဗျ NLD ကိုပြည်နယ်လွတ်တော်တွေနဲ့ရန်တိုက်ပေးတာလေတိုင်းသားတွေနဲ့ရန်တိုက်ပေးတာဖြစ်သွားတာပေါ့261သူတို့ကလည်းမပြင်ဘူး NLD လက်ထက်ကြတော့အဲ့တော့ NLD ကလည်းသူကလည်းပညာပြရတာပေါ့ငါလည်းမပြင်ဘူးပေါ့အခုဒီတစ်ခေါက်ပေါ့ဗျာနော်ဦးမင်းအွန်လိုင်းတို့အုပ်စု
နော်မိုးရဲရေတဲ့အချိန်တွေမှာဘာလို့ဖြစ်နှစ်6တက်တွေတော့ပြင်မဲ့ထင်တာဘယ်ဟုတ်နှစ်6တက်ပါမလားဆိုတဲ့ခါကျတော့တိုင်းရင်းသားအတွက်လည်းပါမလားနော်တိုင်းရင်းသားအတွက်လည်းပါမလားဟာဘယ်မှာလဲခင်ဗျားတို့ဟို28ကြိမ်တို့14ကြိမ်တို့တွေးလိုက်ဆုံးလိုက်ဒါလားခင်ဗျားတို့ခင်ဗျားတို့ဒါလုံနေတာလားတော်အံ့ဩကိုကောင်းတယ်နော်ဟာတော်လေးတော်ကျွန်တော်စဉ်းစားရတယ်ဘယ်သူအတွက်ပါလာလဲနောက်တစ်ခုပြင်မဲ့ဥပဒေတွေကြီးလိုက်ခါကြတော့ကာလုံးမှာလူငယ်တွေအတွက်လူငယ်နောက်တစ်ခုကြံသေးတယ်နော်ပုံမှန်40နဲ့ဘယ်လောက်လဲထားပါအဲ့ပုံမှန်မှာကျွန်တော်ပြောမယ်နော်လူငယ်တွေဘယ်လူငယ်မှတမနာဖြစ်လို့မရတော့အသက်45မပြည့်ရင်ဘယ်လူငယ်မှတမနာဖြစ်လို့မရအောင်လုပ်ထားတယ်ဟုတ်လားလူငယ်တွေနေရာမရတော့ဘူးဗျာနော်အသက်45ကျော်မှဆိုတဲ့ခါကြတော့အေးပေါ့45ကျော်မှဆိုတဲ့ခါကြတော့ကျွန်တော်တို့တော့သွားရွေးခံမယ်ဆိုတမနာဖြစ်ကောင်းဖြစ်နိုင်သေးတယ်ပေါ့ဗျာနော်ဒါပေမဲ့လူငယ်တွေပေါ့လူငယ်ခြေတက်တယ်နော်လူငယ်ခြေတက်တယ်တနည်းအားဖြင့်ဆိုလို့ရှိရင်အခုပြင်မဲ့ဥပဒေတွေကြည့်လိုက်တာပြင်မဲ့ဥပဒေတွေပေါ့လူငယ်တွေကိုအရန်ကြောက်ပုံရပါတယ်ဂျီဇက်တွေကိုအရန်ကြောက်ပုံရတာအခုသူဥမင်းအွန်လိုင်းအနေနဲ့စပြင်တဲ့ဟာတွေကြည့်ရပါဗျာနော်အဲ့တော့ကာလုံးမှာနောက်တစ်ခုကကာဝေးဦးစီးချုပ်အသင်ခန့်အပ်တဲ့နေရာတွေမှာအဲ့နေရာမှာကြတော့နည်းနည်းလေးပေါ့သူတော့ပို့ပြီးစီးလုံးသွားတာတွေ့ရအဲ့တော့ပြည်သူလူထုအတွက်ဘာမှမပါတော့ဥပဒေတွေပဲတွေ့နေရတယ်နော်တိုင်းရင်းသားတွေမပါဘူးဘယ်သူတွေမှမပါပဲနဲ့ထူးထူးခြားခြားတွေ့ရတာကတော့ပုံမှန်106ကကြီးရဆိုလို့ရှိရင်တော့ခင်ဗျားတို့လွတ်တော်ကိုသမရကအာဏာသိမ်းလိုက်ပါပြီလုံးဝသိမ်းချလိုက်ပြီနော်နောက်တစ်ခုအနေနဲ့ထပ်ကြည့်လို့ရတာကဘာလဲဆိုတော့လွတ်တော်အာဏာသိမ်းရုံနဲ့မကဘူးနော်လွတ်တော်ကိုလွတ်တော်ကိုယ်စားလှယ်ပေါ့ဗျာလွတ်တော်ကိုယ်စားလှယ်တယောက်ကိုဖမ်းမယ်စီးမယ်ဟေ့ဆိုလို့ရှိရင်တနည်းအားဖြင့်ဆိုရင်ရှေ့လျှောက်လုံးမဲ့ပုံစံနေနော်ရှေ့လျှောက်လွတ်တော်ထဲမှာသူချဲလဲခြင်းတော့ချဲလဲတော့မှာရှေ့လျှောက်လွတ်တော်ထဲမှာသူအာဏာလုံးဝသိမ်းပြီးတော့နောက်ပိုင်းသူပြင်မဲ့ဥပဒေဆိုဘယ်လွတ်တော်ကိုယ်စားလှယ်ကမှမဟာရဲအောင်လို့ကိုလွတ်တော်ထဲမှာတော့မှပဲချင်းချောက်ထားသောဥပဒေတွေကျွန်တော်တွေ့နေရတယ်အဲ့ဒါဘာလဲဆိုတော့လွတ်တော်ကိုယ်စားလှယ်တယောက်ကိုပုံမှန်အပြစ်ဖမ်းမယ်ဆိုလို့ရှိရင်လွတ်တော်ဥက္ကဋ္ဌကသဘောတူမှဖမ်းလို့ရတာနော်အဲ့ဒါကိုမဖြစ်မနေသဘောတူရမယ်ဆိုတဲ့ပုံမှန်တွေပြင်ချလိုက်တယ်ဆိုလိုချင်တာကတော့ငါဒီဥပဒေကိုပြင်မယ်ရုပ်ဂုတ်လှုပ်ရတော့လွတ်တော်ကိုယ်စားလှယ်ချုပ်ထဲရောက်သွားမယ်သိချတယ်ဆိုတော့ချင်းချောက်မှုကျွန်တော်တွေ့ရတယ်လွတ်တော်ထဲမှာလည်းဒါအာဏာသိမ်းလိုက်တာပဲအဲ့မှာပြည်သူလွတ်တော်ဗျာအမျိုးသားလွတ်တော်နဲ့ဟာလားပြည်သူလွတ်တော်အဲ့ဒီလွတ်တော်တွေကြည့်လိုက်လို့ရှိရင်လွတ်တော်ဥက္ကဋ္ဌ2ယောက်ဗျာဥခင်ကြီးနဗန်လည်းအကျဉ်းခံရတယ်နော်နဗန်လည်းအကျဉ်းခံရတယ်ယာရုတဲ့ချခံတဲ့ပုံစံမျိုးနဲ့ဘာမှမချဘူးနော်အဲ့ဥပဒေကိုပြင်လိုက်လို့ရှိရင်ဥအောင်လင်းတွေဟောမဆိုအမျိုးသားလွတ်တော်မှာနဗန်လည်းကျင်းခံလိုက်ရတယ်ယာရုတဲ့ချခံတယ်ဘာမှမထူဘာမှလုပ်လို့မရတော့ဘူးလွတ်တော်ကိုယ်စားလှယ်တွေမှန်သမျှကလည်းရုပ်ဂုတ်လုပ်လို့ရှိရင်ဆွဲစီကျင်တိုင်းစီလို့ရတယ်ဆိုတော့အခွင့်အရေးကိုသမ္မတဆိုဦးမင်းအောင်လိုင်းအခုချက်ချင်းပြင်နေပြီအဲဆိုလိုချင်တာကတော့လွတ်တော်တရားလုံးကိုတနည်းအားဖြင့်တော့အာဏာသိမ်းလိုက်တာပဲနော်ဘာကြောင့်လဲလွတ်တော်ဥက္ကဋ္ဌတွေဘာမှလုပ်လို့မရတော့ဘူးငါသမ္မတဟဲ့ဖမ်းကျင်တယ်ဟေ့ဆိုလို့ရှိရင်လွတ်တော်ဥက္ကဋ္ဌတွေအနေနဲ့ဟုတ်ကဲ့ပါခင်ဗျနော်ကျွန်တော်တို့လက်မှတ်ထိုးပေးပါမယ်ခင်ဗျဆိုတဲ့ပုံစံမျိုးလောက်ပဲကျွန်တော်လုပ်လို့ရတယ်နပန်မှာဖမ်းကျင်းသွားလို့ရသေးတယ်တေချာတဲ့ဥခင်ကြီးဆိုတော့နပန်ကိုကျင်းပါဘာကြောင့်လဲဆိုတော့ဒီသမ္မတရာတို့သူရမယ့်နေရာကိုလာလူသွားတာလေနပန်မှာကျင်းသွားသေးတယ်နောက်တစ်ခါလည်းကျင်းခံအောင်ပါပဲအဲ့ဒါကတော့တခုပေါ့ဗျာနော်အဲ့တော့လူငယ်တွေအတွက်ပါလားဆိုတော့လူငယ်တွေအတွက်လည်းမပါဘူးဂျီဇက်တွေတအားကြောက်တယ်အသက်45အောက်တွေလုံးဝအသက်45အောက်တွေလုံးဝသမ္မတဖြစ်ဖို့မရှိဘူးနော်လွတ်တော်ကိုယ်စားလှယ်တွေကိုဖမ်းကျင်တိုင်းဖမ်းလို့ရတဲ့ဥပဒေတွေပြင်သွားတယ်နောက်ထပ်ပိုဆိုးတာကတော့ပုံမှန်165ပေါ့ဗျာနော်အဲ့ဒါကဘယ်လောက်ထိဆိုးသလဲဆိုလို့ရှိရင်ပုံမှန်အားဖြင့်ပေါ့ဗျာနော်လွတ်တော်ထဲမှာလည်းခင်ဗျားတို့သိတဲ့အတိုင်းပေါ့ဗျာနော်25ကျပ်သားစိတ်သားပါနေသေးတာဟုတ်ဗျာနော်အဲ့စိတ်သားပေါ့အဲ့ဒီစိတ်သားဖယ်လိုက်လို့ရှိရင်ကြံတဲ့အဖွဲ့ကတော့စစ်ထွက်ပေါ့ဗျာနော်စစ်ထွက်ပြည်ခိုင်ဖြိုးပါတီရှိတယ်ပြီးတော့လို့ရှိရင်တော့ခင်ဗျားတို့ဥကိုကိုကြီးတို့လို့ဒါဘယ်လိုခေါ်မလဲဥကိုကိုကြီးတို့မဟုတ်သူတော့မပါဘူးပေါ့သူ့ပါတီကပြည်သူပါတီတို့ကျန်တဲ့တိုင်းသားပါတီတို့ပါတီညာပါတီရှိတော့ဗျာနော်အဒီကနေထွက်လာမဲ့လွတ်တော်ကိုယ်စားလှယ်တွေနဲ့ဆိုလို့ရှိရင်အဲ့တော့85ရာခိုင်နှုန်းရှိတယ်ပေါ့နော်ရှိတယ်အဲ့တော့အဲ့ဒီပြည်ခိုင်ဖြိုးရောနော်ပြည်ခိုင်ဖြိုးလည်းဒီဦးမင်းအွန်လိုင်းတိတ်ကြည်တယ်လို့တော့မထင်ဘူးဘာကြောင့်လဲဆိုတော့သူတို့နပန်ချင်းထားတာတွေထိုင်ထားလုပ်ခိုင်းတာတွေသူတို့ကိုလာပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့နွားလို့သဘောထားတာတွေနဲ့ပတ်သက်လို့ရှိရင်ပြည်ခိုင်ဖြိုးလည်းကြည်မှာမဟုတ်ဘူးအဲ့ဒါကိုကောင်းသိတဲ့အတွက်ကြောင့်မို့လို့ပုံမှန်106 5ကိုကာကြီးကိုသွတ်သွင်းတာလို့ကျွန်တော်ယူဆတယ်ဘာကြောင့်လဲဆိုတော့
တစ်ချိန်လုံးဗျာအနိုင်ကျင့်နေတာခင်ဗျားကြည့်အောင်နော်ခင်ဗျားတို့အားလုံးကြည့်ကြလွတ်တော်တဲ့ကိုလွတ်တော်တဲ့ဝင်ငံဒီအားလုံးပြည်ခိုင်ဖြိုးပါတီတွေနေရာရမယ်ပေါ့ပြည်ခိုင်ဖြိုးပါတီဝင်တွေအမတ်တွေပေါ့နေရာရမယ်ကြံကမှရှိတယ်ခါလဲစစ်ထွက်တွေအားလုံးခါလဲဘောင်းပြီးချူပြီးလွတ်ပေးလိုက်တာမင်းတို့ရဲ့အားလုံးကနွားနေရာမှာနေဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်အဲ့ပုံစံမျိုးပေါ့ဗျာနော်မင်းတို့ကြိုက်တာစားလို့ရတယ်နော်မင်းတို့ကမြက်ပဲစားအချိန်တန်ဒီခုံကစစ်တပ်ကပြည်ခိုင်ဖြိုးမင်းတို့ဆိုတော့ငါတို့ရဲ့စစ်တင်ញိုင်းအဲ့တော့မင်းတို့တော့ငါကဘောင်းပြီးချူပြီးတော့လွတ်ပေးလိုက်ပြီဆိုတဲ့ပုံစံမျိုးပေါ့ဗျာနော်အဲ့ဒါကိုသိတဲ့ခါကျပြည်ခိုင်ဖြိုးပါတီဝင်တွေကလည်းတနည်းအားဖြင့်တော့ခမ်းမှာများတဲ့ခါကျသူတို့တိတ်တီးခံနေမှာမဟုတ်တော့အဲ့ဒါကိုသိရတဲ့အတွက်ကြောင့်မလို့ပုံမှန်106ကကြီးကိုသွတ်သွင်းတယ်လို့ကျွန်တော်ပြင်တယ်လို့ကျွန်တော်ယူဆတယ်။ဘာကြောင့်လဲပုံမှန်အားဖြင့်ပြည်သူကိုယ်စားလှယ်တွေပေါ့ဗျာနော်စီးလုံးလို့ရှိရင်ဥပဒေတစ်ခုကိုတီးပြလိုက်တယ်ဥပဒေတစ်ခုကိုလွတ်တော်မှာရေးပြီးတော့ရှိရင်သမ္မတစီပို့လိုက်တယ်သမ္မတကဟာဒီဥပဒေမကြိုက်ဘူးဒါတွေပြင်မှာဒီကောင်ကငါမကြိုက်ဘူးဒီကောင်လည်းငါမကြိုက်ဘူးဆိုရင်သမ္မတကပြန်ရေးပြီးတော့တခါလဲလွတ်တော်ပြန်ပို့လိုက်ကောင်းတယ်တော့မင်းတို့ပြန်ပြီးတော့အကြည့်ဆိုတော့လွတ်တော်ကကြည့်တယ်ငါတို့ရေးလိုက်တာသမ္မတကမင်းငါတို့ကလက်နဲ့ရေးတော့ခင်ဗျာသမ္မတခြေနဲ့ဖြတ်ချင်တာလားဟုတ်လားအေးအဲ့ဒါဆိုလို့ရှိရင်လွတ်တော်ထဲမှာတခါရွေးကောက်ပွဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဆန္ဒပြန်ခံယူမယ်ဆန္ဒပြန်ခံယူလို့နည်းနည်းလေးတမဲလောက်တာလိုက်တယ်ပဲဖြစ်ပေါ့ဗျာနော်ဘယ်အချိန်မှာပဲဖြစ်ဒီဥပဒေကိုဆက်လက်ပြီးတော့ဆောင်ရွက်နိုင်တယ်သမ္မတကြိုက်ချင်ကြိုက်မကြိုက်ချင်နဲ့မကြိုက်တာမင်းလုံးငါတို့လွတ်တော်ကအတီးပြုတ်ပြီးသွားပြီလုံးဝမင်းတို့ကျင်းနဲ့လဲဒီဥပဒေကအတီးဖြစ်တယ်ဆိုပြီးတော့လွတ်တော်ကပုံမှန်အားဖြင့်လုပ်လို့ရတယ်နော်ပြီးခဲ့တဲ့ခေါက်ကဘယ်လိုခေါ်မလဲဥပဒေအဟောင်းအားဖြင့်လုပ်လို့ရတယ်အေးအခုကျတော့လွတ်တော်ကနေပြီးတော့တခါလဲဥပဒေကိုတခါရေးဆွဲလိုက်ပြီနော်အတီးပြုတ်ပေးလိုက်ပြီလွတ်တော်က2ရက်လုံးကနေပြီးတော့ဒီဥပဒေကဒီလိုဖြစ်တင်ပါတယ်နော်ဦးမင်းအောင်လိုင်းသမ္မတ2ကြိမ်ထက်မပို့ပြီးတော့ယူလို့မရပါဘူးဆိုပြီးတော့ဒါဘယ်လိုခေါ်မလဲလွတ်တော်ကနေပြီးတော့ဒါဟာဥပဒေနဲ့စန့်ကျင်နေပါတယ်ဆိုပြီးလွတ်တော်ကနေပြီးတော့သမ္မတကိုထိန်းချောင်းလိုက်မယ်ဗျာထိန်းချောင်းပြီးတော့ဦးမင်းအောင်လိုင်းစီလမ်းပို့လိုက်ဦးမင်းအောင်ဘယ်ရမလဲငါ3ချိန်လိုချင်တာ3ချိန်လေးတော့ထည့်ရေးပေးပါဆိုပြီးပြန်ပေးလိုက်တယ်ပြန်ပေးလိုက်တော့လွတ်တော်ကကျင်တယ်လားမကျင်တယ်ဘူးလားပြောမင်းတို့ကျင်တယ်လားမကျင်တယ်ဘူးလားပြောမကျင်တယ်ဘူးလားမကျင်တယ်ဘူးဆိုရင်လွတ်တော်မှာမဲခွဲလိုက်မဲခွဲလို့ရှိရင်3ပုံ2ပုံဆိုတဲ့ခါကျတော့66ဒသမပေါ့နော်ဒါတနည်းအားဖြင့်66.6ရာခိုင်နှုန်းကလုံးဝစီးလုံးမသာလျင်ဒီလွတ်တော်ကိုဒီဥပဒေကိုလွတ်တော်ကဆက်လက်ပြီးတော့ဆောင်ရွက်နိုင်မှာနော်ဒီဥပဒေကိုလွတ်တော်ကဆက်လက်ပြီးတော့ခေါ်မလဲဆိုလို့ရှိရင်အတည်ပြုနိုင်မှာအဲ့လိုမှမဟုတ်ဘူးအဲ့တော့ဦးမင်းအွန်လိုင်းမှာသူ့မှာဘယ်လိုရှိလဲဆို25ရာခိုင်နှုန်းရှိတယ်25ရာခိုင်နှုန်းအဲ့25ရာနောက်ထပ်9ရာခိုင်နှုန်းပေါင်းလိုက်လို့ရှိရင်ကြိုက်တဲ့ဥပဒေလားသမ္မတမှာပြည်သူအာဏာရှိပါပြီသူမကြိုက်သေးဘဲဥပဒေမှတည်ပြုလို့မရတော့ဘူးအဲ့တော့တနည်းအားဖြင့်ဥပဒေပြုရေးပါဝါကိုဦးမင်းအွန်လိုင်းကအာဏာသိမ်းလိုက်တာပဲအာဏာသိမ်းတဲ့အပြင်ကိုစောနာလို့ချင်းချောက်မှုတွေကပါလာပြီလွတ်တော်ကိုယ်စားလှယ်တွေကိုဖမ်းဆီးဖို့ချင်းချောက်လာတခုနော်ဥပဒေပြုရေးအမိန့်တွေမှာသူမကြိုက်သေးကာလပတ်လုံးသမ္မတရုံးပေါ့မြန်မာနိုင်ငံမှာအခုဆိုရင်သမ္မတရုံးမှာဦးမင်းအောင်လိုင်းနေပြီအဲ့ဒီသမ္မတရုံးကမကြိုက်ဘူးဟဲ့ဆိုလို့ရှိရင်နော်ဘယ်ဥပဒေမှတည်ပြုလို့မရတော့ဘာကြောင့်လဲသမ္မတကဦးမင်းအောင်လိုင်းရဲ့အောက်မှာကအခု25ရာခိုင်နှုန်းဦးမင်းအောင်လိုင်းနဲ့ကတ်နေပြီနော်အဲ့တော့စစ်တပ်ရဲ့စစ်ထွက်ရဲ့ပေါင်းတာပို့ဆိုမြန်မာနိုင်ငံခင်ဗျားတို့ဒီခြေခံဥပဒေဘလို့မှပြင်လို့မရတော့သလိုနော်မြန်မာနိုင်ငံဘယ်ဥပဒေပဲထုတ်ဦးမင်းအောင်လိုင်းမကြိုက်ရင်ထုတ်လို့မရအောင်ဒီပုံမှန်165ကဆောင်ရွက်လိုက်တာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ဥပဒေပြုရေးအာဏာကိုဦးမင်းအောင်လိုင်းအာဏာသမ္မတရုံးကအာဏာသိမ်းလိုက်ပြီလို့ပြောလို့ရတာပေါ့ဗျာနော်